ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးလို့သတ်မှတ်ခဲ့ကြတဲ့အမေရိကန်တွေရဲ့အကောင်းဆုံးတိုက်လေယာဉ်တစ်စင်းကိုမိတ်ဆွေတို့အနေနဲ့မြင်အောင်ကြည့်လိုက်ပါအဲ့ဒီလေယာဉ်တစ်စင်းတိစောက်ဖို့ကရှားပါးမြေတပ်ထုပေါင်း900ကျော်မဖြစ်မနေလိုအပ်ပါတယ်ဒါပေမဲ့အမေရိကန်တွေအတွက်ကတော့အိမ်မက်ဆိုးတစ်ခုရှိပါတယ်အဲ့ဒီအိမ်မက်ဆိုးကတော့အဲ့ဒီလေယာဉ်ကြီးရဲ့အရေးကြီးဆုံးဖြစ်တဲ့ရေဒါစနစ်တွေနဲ့လေကြောင်းလမ်းညွှန်စနစ်တွေမှာတုံးတဲ့အထူးတန်လိုက်တွေဟာသူတို့ရဲ့အကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့တရုတ်နိုင်ငံကနေလာတာပါတကမ္ဘာလုံးမှာရှိတဲ့ iPhone တွေနောက်ဆုံးပုံနီးပညာတွေတုံးထားတဲ့ Tesla ကားတွေပြီးတော့အစိမ်းရောင်စွမ်းရည်လို့ခေါ်ကြတဲ့လေယာဉ်လျက်စစ်တာပိုင်ကြီးတွေကအစနောက်ဆုံးအမေရိကန်ရဲ့တိုက်ချင်းပစ်ဒုံးကြီးတွေအထိပါဒီနည်းပညာတွေအားလုံးဟာတရုတ်နိုင်ငံရဲ့ခွင့်ပြုချက်မရှိရင်ညာတွင်းချင်းပဲရပ်တန့်သွားနိုင်ပါတယ်အမေရိကန်တွေကတော့ software တွေကိုတီထွင်နိုင်တယ်ထိုင်ဝမ်ကလည်းအစိမ်းမြင့်ချက်ပြားတွေကိုထုတ်လုပ်ပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီနည်းပညာတွေအားလုံးကိုအသက်သွင်းပေးမဲ့အဓိကတပ်ထုကျောကိုတော့တရုတ်နိုင်ငံကလုံးဝမှလှုပ်ကင်လို့မရအောင်လက်ဝါးကြီးအုပ်ထားပါတယ်ဒါဟာတနက်မပါကြီးစားမပါတဲ့21ရာစုရဲ့အကြီးမားဆုံးစစ်ပွဲတစ်ခုပါအဲ့ဒီလိုကမ္ဘာနည်းပညာတွေရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့မြေရှားတပ်ထုအကြောင်းကိုကျွန်တော်တို့တွေအသေးစိတ်လေ့လာကြည့်ကြရအောင်အားလုံးပဲမင်္ဂလာပါရွှေလန်းကနေပြန်လေကြိုဆိုလိုက်ပါတယ်ပထမဆုံးကတော့လူအများစုကမြေရှားတပ်ထုလို့ကြားလိုက်တာနဲ့ကမ္ဘာပေါ်မှာရှားခတ်တယ်နည်းနည်းလေးပဲရှိတယ်ပြီးတော့စိတ်နှရွှေတွေလိုအဲ့ဒီလိုတပ်ထုမျိုးလိုပဲထင်တတ်ကြပါတယ်တကယ်တော့အဲ့ဒါလုံးဝမှမဟုတ်ပါဘူးမြေရှားတပ်ထုဓာတ်စင်19မျိုးဟာကမ္ဘာမြေလွှာအနှံ့ပြားမှာအများပြားရှိနေပြီးသားဖြစ်ပါတယ်ဒီတော့အမေရိကန်ဩစတြေးလျနဲ့ကနေဒါဗီယက်နမ်အဲ့ဒီလိုအစရှိတဲ့နိုင်ငံတိုင်းလူရဲ့မြေအောက်မှာဒီတပ်ထုတွေကရှိပါတယ်ဒါဆိုရင်ဘာဖြစ်လို့တရုတ်ကပဲကမ္ဘာကြီးကိုလောင်မှုထားနိုင်ရတာလဲအဖြေကတော့ရိုးရှင်းပါတယ်တူးဖော်ခြင်းကအဓိကမဟုတ်ပါဘူးတန့်နေခြင်းကမှတကယ်အဓိကတော့ချက်ပါဒီနေ့ကနေတူးလိုက်တဲ့မြေရှားတပ်ထုရိုင်းတွေဟာအချင်းချင်းရောထွေးနေပြီးတော့ရေဒီယိုတတ်တိကျပစ္စည်းတွေလည်းပါဝင်နေပါတယ်အဲ့ဒီတပ်ထုရိုင်းတွေကိုတန့်စင်ပြီးတော့မှနောက်ဆုံးပေါ်နည်းပညာတွေမှာထည့်သွင်းလို့ရတဲ့အဆင့်ရောက်အောင်အဲ့ဒီလိုလုပ်ဖို့ဆိုတာကတော့အလွန်တရာကုန်ကျစရိတ်အများဆုံးတလို့ပတ်ဝန်းကျင်ကိုအစိတ်တင်စေတဲ့ဓာတုဖြစ်စဉ်ပေါင်းရာနဲ့ချီပြီးလှုပ်ဆောင်ရပါတယ်အနောက်နိုင်ငံတွေကတော့ဒီလိုသဘောပတ်ဝန်းကျင်ပျက်စီးမှုကြီးနဲ့ကြီးမားတဲ့ကုန်ကျစရိတ်တွေကိုမခံနိုင်တဲ့အတွက်လွန်ခဲ့တဲ့နှစ်ပေါင်း30ကတည်းကဒီလုပ်ငန်းကိုဆွတ်လွတ်ခဲ့ကြပါတယ်ဒါပေမဲ့တရုတ်နိုင်ငံကတော့အဲ့ဒီပြဿနာတွေကိုအမိရစုပ်ကိုင်ပြီးအခွင့်အရေးဖြစ်ပြောင်းလဲခဲ့ပါတယ်အဲ့ဒီတော့1992ခုနှစ်မှာတရုတ်ကောင်ဆောင်တီရှောင်ဖိန်ကကဘာကြီးကိုအခုလိုပဲကြီးညာခဲ့ပါတယ်အဲ့ဒါကတော့အရှိလေပိုင်းမှာရင်းနှံရှိတယ်တရုတ်ပြည်မှာမြေရှားတပ်ထုတွေရှိတယ်ဒီတော့ဒါဟာဒီစကားကတာမန်စကားတစ်ခုမဟုတ်ခဲ့ပါဘူးအနာဂတ်ကမ္ဘာစီးပွားရေးကိုထိန်းချုပ်မဲ့တရုတ်တို့ရဲ့မဟာဗျူဟာလမ်းပြမြေပုံပဲဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးတရုတ်အစိုးရဟာမြေရှားတပ်ထုတန့်စင်တဲ့စက်ရုံတွေကိုအလုံးရင်းနဲ့ငွေကြေးထောက်ပံ့မှုတွေပေးခဲ့ပါတယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွေကိုလည်းဖြေလျှော့ပေးခဲ့ပြီးတော့ကမ္ဘာဈေးကွက်တွေကိုအလွန်တက်တာတဲ့ဈေးနှုန်းတွေနဲ့မြေရှားတပ်ထုတွေကိုရောင်းချခဲ့ပါတယ်ရလဒ်ကတော့ရှင်းပါတယ်အမေရိကန်ကနာမည်ကြီး Mountain Pass Mining အပါအဝင်ကမ္ဘာတလားကမြေရှားတပ်ထုကုမ္ပဏီတွေဟာတရုတ်ရဲ့ဈေးနှုန်းကိုဘယ်လိုမှမရှင်းနိုင်ပဲဒေဝါလီခံကပိတ်သိမ်းနေရပါတယ်ဒီတော့တရုတ်နိုင်ငံဟာအခုလိုကုန်ကျန်းတွေကိုရောင်းစားတဲ့နိုင်ငံအစ်စ်မှရပ်မနေခဲ့ပါဘူးတန်နေတဲ့နည်းပညာတွေကိုအသုံးပြုပြီးတော့တန်လိုက်တွေမော်တာတွေအဖြစ်လည်းပြောင်းလဲခဲ့ပါတယ်အဲ့ဒီနောက်ဒီလုပ်ငန်းရဲ့နည်းပညာမူပိုင်ခွင့်တွေကိုတပြိုင်နက်တည်းသိမ်းပိုက်ခဲ့ပါတယ်ဒီလိုနဲ့တရုတ်နိုင်ငံဟာတူးဖော်ခြင်းတန့်စင်ခြင်းထုတ်လုပ်ရောင်းချခြင်းဆိုတဲ့ပြည်စုံတဲ့ကွင်းဆက်ကြီးတစ်ခုလုံးကိုလှုပ်ဝက်တိဆောက်သွားနိုင်ခဲ့ပါတယ်တရုတ်ရဲ့အခုလိုမြေရှားတပ်ထုလော်ကြီးအုံမှုဟာဘလောက်တောင်ကြီးမားတဲ့ရိုက်ခတ်မှုတွေဖြစ်လာတယ်လဲဆိုတာကို2010ခုနှစ်မှာတကမ္ဘာလုံးအနေနဲ့ပထမဦးဆုံးအကြိမ်ဖြစ်မီးစမ်းဝင်ရခဲ့ကြပါတယ်အဲ့ဒါကတော့အရှိတရုတ်ပင်လယ်ကကျွန်းစုပိုင်ဆိုင်မှုအငင်းပွားမှုတွေကြောင့်ဂျပန်နဲ့တရုတ်တို့တင်းမာမှုဖြစ်လာခြင်းမှာတရုတ်ကဂျပန်ကိုမြေရှားတပ်ထုတင်ပို့မှုရုတ်တရက်ရပ်ဆိုင်းပစ်ခဲ့ပါတယ်တိုယိုတာနဲ့ဟွန်ဒါဂျပန်နိုင်ငံရဲ့နည်းပညာမော်တော်ယာဉ်လုပ်ငန်းတွေအားလုံးထုတ်လုပ်မှုတွေနှောင့်နှေးသွားခဲ့ပါတယ်ကမ္ဘာဈေးကွက်မှာမြေရှားတပ်ထုဈေးနှုန်းတွေဟာလည်းညာတွင်းချင်းပဲ10လကျော်ခုန်တက်သွားခဲ့ပြီးတော့ဒါတွေဟာရေနံတင်ပို့မှုတွေကိုအသုံးပြုပြီးအစီးပွားရေးကိုလွှမ်းမိုးနေကြတဲ့ OPEC နိုင်ငံတွေထက်တောင်မှပိုပြီးတော့ထိရောက်တဲ့လက်နက်တစ်ခုဖြစ်ကြောင်းကိုတော့တက်တည်ပြလိုက်တာပါဒီလိုနဲ့အဲ့ဒီဖြစ်ရဲ့အပြီးမှာအမေရိကန်နဲ့အနောက်နိုင်ငံတွေကတော့လက်နိုးလာခဲ့ကြတယ်သူတို့ရဲ့ကိုယ်ပိုင်မိုင်းတွေကိုပြန်လည်ပတ်ဖို့အသေးအံကြိုးစားလာကြပါတယ်ဒါပေမဲ့လည်းအဲ့ဒီနေရာမှာအံ့ဩစရာကောင်းတဲ့အမှန်တရားတစ်ခုလည်းရှိနေပါတယ်အမေရိကန်နိုင်ငံဟာကယ်လီဖိုးနီးယားပြည်နယ်က Mountain Pass Mining ကိုပြန်ဖွင့်ပြီးတပ်ထုတွေတူးဖော်နိုင်ခဲ့ပေမဲ့အမေရိကန်မှာအဲ့ဒီတပ်ထုတွေကိုတန့်စင်မဲ့စက်ရုံတန့်စင်နိုင်တဲ့နည်းပညာမူပိုင်ခွင့်တွေလုံးဝမရှိတော့ပါဘူးအဲ့ဒါကြောင့်ပဲအမေရိကန်ကတူးထုတ်လိုက်ရတဲ့မြေကြီးတွေကိုတင်းဝဝတင်ပြီးတော့တရုတ်နိုင်ငံစီကိုပဲကုန်ကျန်းစင်းနဲ့ပြန်ပို့ခဲ့ရပါတယ်တရုတ်ကတန့်စင်ပေးလိုက်တဲ့တပ်ထုတွေကိုအမေရိကန်ကဈေးကြီးပေးပြီးပြန်ဝင်နေရတဲ့အခြေအနေပါဒါဟာတကယ်တော့စီးပွားရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်အမေရိကန်ရဲ့ထောက်ပံ့ရေးကွင်းသားဟာဘယ်လောက်ထိအားနည်းသလဲဆိုတာကိုပြနေတဲ့အထင်ရှားဆုံးတာရကတွေဖြစ်လာပါတယ်ယခုလက်ရှိအချိန်မှာတော့
တရုတ်နိုင်ငံဟာကမ္ဘာမြေရှားတပ်ထုတူးဖော်မှု60%ဝန်းကျင်ကိုပဲထိန်းချုပ်ထားနိုင်တယ်နဲ့အရေးကြီးဆုံးဖြစ်တဲ့အကောင်းဆုံးတန့်စင်နိုင်တဲ့ကိုတော့85%ကနေ90%အထိလက်ဝါးကြီးအုပ်ထားစေပဲဖြစ်ပါတယ်။ဒါဆိုရင်အခုလိုကမ္ဘာကြီးရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့မဟာဗျူဟာမြောက်မြေရှားတပ်ထုကိုတကမ္ဘာလုံးကဘာလို့မတူးကြတာပါလဲ။ဒီမြေရှားတပ်ထုတွေကိုမြေကြီးထဲကနေတူးထုတ်လိုက်တဲ့အချိန်မှာသူတို့ကြီးပဲတိတန့်ပါလာတာမဟုတ်ပါဘူး။သူတို့နဲ့အတူအလွန်အနေများတဲ့တိုရီယန်နဲ့ယိုရီနီယန်လိုရေဒီယိုတက်တိကျဓာတ်စင်တွေနောက်ထပ်တခြားအစိတ်နဲ့တပ်ထုတွေပါရောရှက်ပြီးတော့ပါလာတတ်ပါတယ်။အဲ့ဒီတပ်ထုရိုင်းတွေကိုတုံးလို့ရမယ်အစင်းမြင့်တပ်ထုအဖြစ်ပြောင်းလဲပြဖို့ဆိုရင်ပြင်းထန်တဲ့အက်ဆစ်တွေနဲ့ဓာတုဗေဒဖြိုရည်တွေရေးချင်းတန်တဲ့ချီပေါင်းများစွာကိုအသုံးပြုပြီးတော့အချိန်ချင်းဆေးကြောတန့်နေရပါတယ်။ကိန်းဂဏန်းတွေအရာပြောရရင်တော့ရှားပါးမြေဓာတ်စင်တရံရဖို့အတွက်အစိတ်တွေရေစိုးကာလန်2000ကျော်နဲ့ရေဒီယိုတက်တိကျစွန့်ပစ်ပစ္စည်းတရံကတ်ထွက်ရှိပါတယ်။ကမ္ဘာနီးပညာလောကကြီးတစ်ခုလုံးရဲ့လိုအပ်ချက်ပမာဏနဲ့မြောက်ကြည့်လိုက်ရင်ဘယ်တော့ကြောက်စရာကောင်းတဲ့ပတ်ဝန်းကျင်ညဉ့်ညမ်းမှုကြီးဖြစ်လာမလဲဆိုတာခန့်မှန်းကြည့်လို့ရပါတယ်။ဒီတော့ဒီစွန်းစိုးတွေကိုမျက်မြင်ကိုယ်တွေ့သိခြင်းရင်တရုတ်နိုင်ငံမြောက်ပိုင်းကမွန်ဂိုလီးယားဒေသကဘောက်တိုဆိုတဲ့မြို့ကိုတွားကြည့်လို့ရပါမယ်။ဘောက်တိုမြို့ကကမ္ဘာမြေရှားထုတ်လုပ်မှုရဲ့ဗဟိုချက်ဖြစ်ပြီးကမ္ဘာပေါ်ကစမတ်ဖုန်းတိုင်းရဲ့အသက်သွေးကြောဟာဒီမြို့ကနေစတင်စီးဆင်းတယ်လို့တောင်တင်စားကြပါတယ်။အဲ့ဒီမြို့ရဲ့အစွန်မှာတော့အေယာမရေကန်ကြီးတစ်ခုရှိပါတယ်။ရေကန်လို့သာနာမည်တက်ထားပေမဲ့တကယ်တော့စက်ယုံတွေကနေထွက်လာတဲ့အက်ဆစ်တွေဗီဒီယိုတက်တိကျစွန့်ပစ်ပစ္စည်းတွေနဲ့အစိတ်တဲ့ဓာတုဆေးရည်တွေကိုတွန်းချထားတဲ့အစိတ်ရေကန်ကြီးဖြစ်ပါတယ်။ဂျိုးလူမျိုးပုံကနေကြည့်ရင်တော့မှအမဲရောင်နောက်ကြီးကြီးနဲ့ကြောက်မက်ဖွယ်ကောင်းအောင်ကြီးမားတဲ့ရေကန်ကြီးပါ။ဘာသက်ရှိမှရှင်းသန်မနေနိုင်ပါဘူး။အနန္တကလည်းစိုးဝါလုံးလို့အနီးနားကိုတောင်တွားဖို့မဖြစ်နိုင်ပါဘူး။ညဉ့်ညမ်းမှုတွေဟာမြေပြင်ပေါ်မှာရက်တံမနေပါဘူး။အစိတ်တဲ့ရေတို့တွေကမြေအောက်ရေကြောတွေကိုစိတ်ဝင်သွားပြီးတော့ဒေသခံတွေရဲ့တောက်တုံးရေကိုပါတိုက်ရိုက်ထိခိုက်စေပါတယ်။ဘောက်တိုမျိုးရဲ့အနီးတစ်ဝိုက်ကရွာတွေမှာဆိုရင်အောက်ရေညဉ့်ညမ်းမှုကြောင့်ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းဟာပုံမှန်ထက်အဆပေါင်းများစွာမြင့်တက်နေလို့ကင်ဆာဗီလက်လို့တောင်နာမည်တွင်နေပါတယ်။အဲ့ဒါအပြင်ဒေသခံတွေရဲ့သွားတွေကျွတ်ထက်တာအယိုးပွားရောဂါခံစားရတာမွေးကင်းသားကလေးငယ်တွေမှာလည်းညံရည်ချွင်းတာတွေနဲ့ခန္ဓာကိုယ်ပုံမှန်မဖွံ့ဖြိုးတာတွေကိုပါအထောက်ထားတွေနဲ့တော့တွေ့လာရပါတယ်။ဆိုတော့ကတော့ဒီအစိတ်ကန်ကြီးဟာတရုတ်နိုင်ငံရဲ့အဓိကတောက်တုံးရည်စိုက်ပျိုးရည်အဲ့ဒီလိုတောက်တုံးရည်စိုက်ပျိုးရည်အရင်းမြစ်ဖြစ်တဲ့မြို့ဝါနဲ့မလန်မကမ်းမှာရှိနေတာပါ။ရေရှာနာကံပေါင်ကျိုးလာမျိုးတွေဖြစ်ခဲ့ရင်လူတန်းပေါင်းများစွာရဲ့အသက်အန္တရာယ်ကိုချင်းချောင်နိုင်တဲ့တဘာဝဘေးအန္တရာယ်ကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။အခုလိုစိုးကျိုးများစွာရှိနေပေမဲ့အနာဂတ်ကမ္ဘာစီးပွားရေးအလဲပြောင်းမှာမြေရှားတပ်ထုတွေရဲ့အခန်းကဏ္ဍကပို့ပြီးတော့လိုအပ်လာပါပြီ။ကမ္ဘာနိုင်ငံတွေကရုပ်ချင်းလောင်တာလေရင်းနှံတဘာဝတန်းငွေတွေအဲ့ဒီလိုစတာတွေကနေစိမ့်လန်းတဲ့စွမ်းရင် green energy ကိုကူးပြောင်းနေကြပါတယ်။အီဝီလျက်စစ်ကားတစ်စီးမှာတာမန်ဓာတ်စီကားတစ်စီးထက်မြေရှားတပ်ထု6ဆကျော်ပိုမိုလိုအပ်ပါတယ်။ရေအားလျက်စစ်တာဘိုင်တစ်လုံးတိစောက်ဖို့ဆိုရင်မြေရှားတပ်ထုတန်နဲ့ချီပြီးတော့လိုအပ်ပါတယ်။ကမ္ဘာကြီးက green energy ကိုပြောင်းလဲလေလေတရုတ်နိုင်ငံရဲ့လက်ခုပ်ထဲကိုပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းရောက်သွားသလိုဖြစ်နေပါတယ်။မကြာသေးမီကအမေရိကန်ကတရုတ်ရဲ့မင်းကိုတက်တာအစစ်မြင့်နည်းပညာတွေကိုပိတ်ဆို့မှုတွေလုပ်လာတဲ့အခါမှာတရုတ်ကလည်းချက်ချင်းပဲတုံ့ပြန်ခဲ့ပါတယ်။ဂျာပြားပြည်ကိုထုတ်လုပ်တဲ့နေရာမှာမရှိမဖြစ်လိုအပ်တဲ့ကယ်လီယန်နဲ့ဂျာမနီယန်လိုတပ်ထုတွေကိုတင်ပို့မှုကိုကန့်သတ်လိုက်တယ်လို့မြေရှားတပ်ထုတန့်နေတဲ့နည်းပညာတွေကိုပြည်ပကိုတင်ပို့ဖို့လည်းလုံးဝပိတ်ပင်လိုက်ပါလေ။ဒါဟာအမေရိကန်နဲ့မဟာမိတ်တွေအတွက်တော့လွန်စွာပြင်းထန်တဲ့ message တစ်ခုပါပဲ။ဒီတော့မင်းတို့စီမှာတပ်ထုတူးဖို့မြေကြီးရှိရင်တောင်အဲ့ဒီမြေကြီးကိုနည်းပညာအဖြစ်ပြောင်းလဲပေးမယ်ဖော်မူလာကငါတို့ရှိမှာပဲရှိတယ်ဆိုတဲ့သတိပေးချက်ပါပဲ။ဆိုတော့အနောက်နိုင်ငံတွေအနေနဲ့တရုတ်ရဲ့လက်ဝင်းညက်ကွက်ကနေရုံထွက်နိုင်မှုဖြစ်နိုင်မှာမလား။တီယိုလီယာကတော့ဖြစ်နိုင်ပါလေ။ဒါပေမဲ့လည်းလက်တွေမှာကတော့ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံမှုတွေလိုအပ်ပေမဲ့တဘာပတ်ဝန်းကျင်ပျက်စီးမှုကိုလည်းလက်ခံနိုင်မဲ့ဥပဒေတွေကိုပြင်ဆင်ရပါမယ်။အရေးကြီးဆုံးကတော့တရုတ်နိုင်ငံကဆယ်စုနှစ်3ခုကြာတိစောက်ထားတဲ့ကျွမ်းကျင်မှုနဲ့ထောက်ပံ့ရေးကွင်းဆက်စနစ်ကြီးကိုဖြိုချဖျက်ဆီးဖို့ဆိုတာအချိန်နှစ်ပေါင်းများစွာကြာမြင့်မဲ့ကိစ္စဖြစ်ပါတယ်။ဒီတော့ကမ္ဘာနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple, Nvidia နဲ့ Tesla တို့ဟာကမ္ဘာတန်ဖိုးကြီးဆုံးကုမ္ပဏီတွေအဖြစ်ဝန်ကြားနေနိုင်ပါတယ်။ဒါပေမဲ့လည်းဒီကုမ္ပဏီကြီးတွေရဲ့အသက်သွေးကြောဟာတရုတ်ရဲ့မိုင်းတွင်းတွေနဲ့စက်ရုံတွေထဲမှာစီးဆင်းနေတယ်ဆိုတာကတော့ညှင်းပယ်လို့မရပါဘူး။ခေတ်သစ်တပ်ထုစစ်ပွဲလို့ခေါ်ရမယ်။ဒီတန်သာတပ်စစ်ပွဲဟာစတင်နေပြီးတော့ဒေသတွေကအရှိတရားကိုပြောနေပါတယ်။မြေရှားတပ်ထုကိုထိန်းချုပ်နိုင်သူဟာအနာဂတ်ရဲ့ AI နည်းပညာကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အစစ်မြစ် AI တွေဖြစ်မီဆုံးလက်နက်တွေနဲ့နည်းပညာတွေဟာနိုင်ငံတကာနိုင်ငံရဲ့လက်ထဲမှာရှိနေအောင်မလားဆိုတာကတော့အချိန်ကပဲဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။အခုလိုအဆုံးထိကြည်ပေးတဲ့အတွက်မိတ်ဆွေများအားလုံးကိုကျေးဇူးများစွာတင်ပါတယ်